မင်္ဂလာပါမြက်လော်ကီစီရင်များမှကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာတော့အနောက်တိုင်းလော်ကီပညာတွေတဲကရှေးအကျဆုံးဖြစ်တဲ့ရှေးဟောင်းအီဂျစ်လော်ကီပညာတွေအကြောင်းကိုအနည်းငယ်ရှင်းပြပေးမှာဖြစ်ပါတယ်အေရှန်အီဂျစ်ရှေးဟောင်းအီဂျစ်ယဉ်ကျေးမှုတွေထဲမှာအရေးကြီးဆုံးနဲ့စွမ်းအားအကြီးဆုံးသင်္ကေတတွေရှိပါတယ်အဲ့ဒီထဲမှာအန်ခါလို့ခေါ်တဲ့ key of life ဘဝအသက်တွေရဲ့တော့ချက်လို့ခေါ်တဲ့သင်္ကေတလေးတစ်ခုအကြောင်းရှင်းပြပေးမှာဖြစ်ပါတယ်ဒီသင်္ကေတဟာဆိုရင်အသက်ရှင်မှုထာဝရအသက်ပြန်လည်မွေးဖွားခြင်းစတဲ့အရာတွေကိုကိုးစားပြုပါတယ်သင်္ကေတရဲ့ပုံစံကအပေါ်မှာလုံးဝိုင်းတဲ့ loop တစ်ခုပါပြီးတော့အောက်မှာလက်တံပါတဲ့ cross အပေါင်းလက္ခဏာပုံစံမျိုးလေးရှိပါတယ်အပေါ်ပိုင်းကလုံးဝနဲ့သင်္ကေတ loop ကိုတော့သိဆုံးပြီးနောက်ဘဝအခြေအနေထာဝရလောကဝိညာဉ်လောကစတဲ့ယူဆချက်မျိုးရှိပါတယ်ဆောင်းဝိုင်းပုံရဲ့အောက်မှာပါတဲ့အပေါင်းလက္ခဏာပုံစံတွေကဒေါင်းလိုက်မြင်းကိုလူတဦး၏ဘဝအသက်ခန္ဓာကိုယ်လို့ယူဆပါတယ်ကံလျက်ရှိနေတဲ့မြင်းဟာဆိုရင်ဟန်ချက်ညီမှုကိုကိုးစားပြုပါတယ်ဒီသုံးခုကိုပေါင်းစပ်လိုက်တဲ့အခါမှာ separate body balance equal life ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဆိုလိုတဲ့သဘောကတော့စိတ်ဝိညာဉ်ရဲ့ခန္ဓာကိုယ်ရဲ့ဟန်ချက်ညီမှုရဲ့ပေါင်းစပ်ပြီးတော့ဘဝဆိုတဲ့အဓိပ္ပာယ်ဟာဖြစ်တည်လာတယ်လို့ဆိုပါတယ်ဒီအန်ခါဆိုတဲ့သင်္ကေတကိုဂမ်မီယာဆိုင်ရာအသုံးပြုမှုများအနေဖြင့် protection မကောင်းတဲ့စွမ်းအားတွေကနေကာကွယ်ခြင်း rebirth ပြန်လည်မွေးဖွားခြင်း spiritual connection ဝိညာဉ်လောကနဲ့ဆက်နွယ်မှုဒီအရာတွေကိုပေးစွမ်းနိုင်တယ်လို့ဆောင်ယူသူတွေကယုံကြည်ကြပါတယ်ရှေးဟောင်းအီဂျစ်ပီရမစ်ယဉ်ကျေးမှုတွေမှာနတ်ဘုရားတွေရဲ့လက်မှာကင်ထားတဲ့သင်္ကေတတွေဖြစ်ဒီသင်္ကေတတွေကိုမကြာခဏတွေ့ရတာမျိုးလည်းရှိပါတယ်နတ်ဘုရားတွေကလူတွေရဲ့ဘဝတွေအသက်တွေကိုထွန်းမိုးချုပ်ကင်ထားတယ်ဆိုတဲ့ယုံကြည်ချက်မျိုးနဲ့ထွန်းထူထားတာမျိုးလည်းဖြစ်ပါတယ်။ Ancient Egypt တွေရဲ့ယုံကြည်ချက်အရလူတစ်ယောက်ကသေသွားရင်သူ့ရဲ့ဝိညာဉ်က underworld အောက်ကဘာကိုရောက်သွားတယ်။အဲ့ဒီခရီးမှာအသက်ပြန်ရှင်ဖို့အတွက်အန်ခါလို့ခေါ်တဲ့ key of light ကသူကအတော့ချက်ပဲဆိုတဲ့သဘောလည်းဖြစ်ပါတယ်။ယနေ့မျက်မှောက်ခေတ်မှာလည်းဒီသင်္ကေတကိုဆွဲကြိုးလက်စွပ်စတဲ့လက်ဝတ်ရတနာအဖြစ်ပြုလုပ်ဆင်မြန်းတာတွေတက်တူးအဖြစ်အသားပေါ်မှာထိုးနှံတာတွေပြုလုပ်ကြပါတယ်အကြောင်းကတော့ကျမ်းမာခြင်းအသက်ရှည်ခြင်းကံကောင်းခြင်းတွေရရှိခြင်းဆိုတဲ့ယုံကြည်ချက်တွေနဲ့ဆောင်ယူကြတာပဲဒါကတော့ရှေးဟောင်းအီဂျစ်ဂမ်မီယာအမှတ်တရတွေကတစ်ခုဖြစ်တဲ့အန်ခါလို့ခေါ်တဲ့အသက်တက်ပေးစွမ်းနိုင်တဲ့သင်္ကေတလေးတစ်ခုအကြောင်းကိုရှင်းပြပေးတာဖြစ်ပါတယ်ကျွန်တော်နောက်လာမယ့်ဗီဒီယိုတွေမှာလည်းတခြားသောအီဂျစ်တွေရဲ့ဂမ်မီယာယုံကြည်မှုအမှတ်တရတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ